ဝင်ပြပါဖေဟာဘာသာတရားကလူမျိုးတစုအတွက်ပဲပိုင်တာလားဖေဟာတချို့တွေကအသက်တွေနဲ့တိုက်ပွဲဝင်နေကြတာတွေ့ရလို့ပါဖေဟာရှေ့အရိယာသူတော်ကောင်းတွေသာသနာကိုဘလို့ကျေပြတ်အောင်ပြုလုပ်ခဲ့ကြပါသလဲဖေဟာစရထဘိက္ခုေစာရိကဒေသနာဘိက္ခုေဓမ္မဆိုတာရှိတယ်လေယဟန်တို့ဒေသစာရီလက်လဲကြတရားဟောကြဗြဟ္မစရိယံပကာတေထဆိုတာမြတ်သောအကျင့်ကိုထင်ရှားပြကြဆိုတာအကျင့်ကိုပြခိုင်းတာအဲ့တော့လောကမှာဓာရီယာဒုက္ခတွေဒီဒုက္ခရောထပ်ပြန်အောင်အကျင့်တွေဆိုတာရှိတယ်ဆိုတာကိုပြခိုင်းတာကိုယ်တိုင်လည်းကျင့်ပြီးတော့ပြရတာအကျင့်ကိုပြရမှာနော်အကျင့်ကိုပြရမှာအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကျင့်ပြတာပဲလေမြတ်စွာဘုရားကိုယ်တိုင်ကျင့်တယ်ကျင့်ပြီးတော့ဒါလက်တွေ့ပြပြီးတော့ဟောပြတယ်အဲ့တော့သာသနာပြုတယ်ဆိုတာကဘာသာဝင်လူဦးရေများအောင်လုပ်တာမဟုတ်ဘူးအဲ့ဒါလွဲနေတာအခြားဘာသာတွေမှာတော့လုပ်ကြတာလေနှီးမျိုးစုံနဲ့အလုပ်အကင်ပေးငွေပေးအဝတ်အထည်အစားအသောက်တွေပေးပြီးတော့ဘာသာဝင်ဥတွေများအောင်လုပ်နေတာဒါကဗုဒ္ဓဘာသာတွေကလည်းအားကျပြီးတော့လည်းလုပ်ကြတာပဲလေအဲ့တော့လူဦးရေတိုးအောင်တိုးလာပြီးမှလည်းအနှစ်သာရပိုင်းကတိုးလာချင်မှတိုးလာမှာလေဒါမေဗုဒ္ဓလိုချင်တာမဟုတ်ဘူးမေဗုဒ္ဓလိုချင်တာကဓမ္မကိုသိပြီးတော့ကျင့်ကြံတာကိုလိုချင်တာကျင့်ကြံပြီးတော့ဝိဒုက္ခကလုံးမြောက်တာကိုလိုချင်တာပဲဒါဗုဒ္ဓလိုချင်တာအဲ့ဒါပဲအဲ့တော့ဦးဇင်းတို့လောက်ရမှာကလူဦးရေတိုးပွားရေးမဟုတ်ဘူးဓမ္မပြန်ပွားရေးလောက်ရမှာနော်အဲ့တော့ဓမ္မကိုပြန်ပွားသွားရင်သူ့ဟာသူဘာသာဝင်ကဝင်လာမှာပဲတချို့နိုင်ငံခြားမှာသွားပြီးတော့တရားတော်ပြကြတဲ့အခါမှာချက်ချင်းဗုဒ္ဓဘာသာမှာပြောင်းပါအောင်သူတို့ခရစ်ယာန်ဘာသာအစ္စလမ်ဘာသာအနေနဲ့ပဲလာပြီးတရားထိုင်ကြတာပါလေတရားအတော်တန်ထိုင်ရင်နဲ့တရားနားလည်သိတိုင်အောင်လည်းမပြောင်းသေးဘူးတချို့ဆိုရင်တော်တော်လေးနှစ်ပေါင်းများစွာအထုတ်ပြီးခါမှာသဘောပေါက်သွားတဲ့ခါကျမှသာဗုဒ္ဓတရဏကိစ္စမေဓမ္မတရဏကိစ္စမေသံဃာတရဏကိစ္စမေဆိုသူ့ဘာသူခံဆောက်တည်သွားတာပဲအလွန်အနှစ်ပြည့်သွားတဲ့တရဏဂုံဆောက်တည်ခြင်းပဲငွေကြောင့်တရဏဂုံဆောက်တည်တာမဟုတ်ဘူးစီးပွားရေးကြောင့်ဆောက်တည်တာမဟုတ်ဘူးအဲ့ဒါဆိုရင်လည်းတရဏဂုံမရအောင်နော်အစားအသောက်ရလို့အဝတ်စားတွေရလို့တရဏဂုံဆောက်တည်တယ်ဆိုရင်တရဏဂုံမဖြစ်ဘူးတော့တရဏဂုံဆောက်တည်တယ်ဆိုတဲ့နေရာမှာဒီဖယားတို့တန်ဃာတို့ဆိုတာငါတို့ကိုတမန်တော်ဘဝကြီးပွားရေးတန်ត្រာဝဆင်းကလွတ်မြောက်ရေးကိုတုံသင်ဆုံးမတတ်တဲ့ဆရာဆိုတဲ့အနေနဲ့စောက်တီမှသာတရဏဂုံရတာအဝတ်စားပေးလို့စောက်တီတာမျိုးစားစရာပေးလို့ကိုယ်ကူညီပေးလို့ဒုက္ခရောက်နေတဲ့အချိန်ကူညီပေးလို့စောက်တီတာမျိုးတရဏဂုံမရအောင်နောက်မြင့်မြတ်တဲ့အလူခံပုဂ္ဂိုလ်အနေနဲ့နော်မြင့်မြတ်တဲ့အလူခံပုဂ္ဂိုလ်အနေနဲ့ကိုယ်ကံမှသာတရဏဂုံရတယ်တရဏဂုံရတာနှစ်ခုရှိတယ်တန်ត្រာဝဆင်းကလွတ်မြောက်အောင်ဆုံးမပေးတတ်တယ်ဆိုတဲ့အနေနဲ့ကိုယ်ွယ်တာနောက်မြင့်မြတ်တဲ့အလူခံပုဂ္ဂိုလ်အနေနဲ့ကိုယ်ွယ်တာအဲ့ဒါဆိုရင်တရဏဂုံရတယ်ကြောက်လို့မကိုးကွယ်လို့ရှိရင်ဘာလို့မှညာလို့မယ်လို့ဖိအားပေးလို့ကိုးကွယ်တာမျိုးအဲ့ဒါမျိုးကတဏှဂုံမရအောင်ခုနကလိုအစားတောက်တဲ့အဝတ်စားတွေပေးလို့ကိုးကွယ်တာတဏှဂုံမရအောင်ဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာကိုးကွယ်မှုစနစ်ကအလွန်တန်ရှင်းတယ်နော်ချစ်ချင်းကြောက်ချင်းမုန်းချင်းဘာမှမပါပဲနဲ့ကိုယ့်အတိတရားနဲ့ကိုးကွယ်တာခုနကတော့စာတပုတ်ရေးနေရေဆုံးနိုင်လို့မရေးဖြစ်လိုက်တာစာဘာရေးနေတာလဲဆိုတော့မေခွန်းကပါလဲဆိုတော့သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကဘုရားကိုးကွယ်တဲ့ခါမှာနေနံနေပိုင်းနဲ့ရွေးပြီးကိုးကွယ်သေးသလားဆိုတဲ့ကိစ္စနော်သောတာပန်ပုဂ္ဂိုလ်ကအဲ့လိုမကိုးကွယ်တော့ဘူးဒါကတာမန်ပုထုဇဉ်ငချွတ်တွေကိုးကွယ်တာနေနံနဲ့ကြိုက်အောင်ကိုးကွယ်တာတို့ဟိုဒီစင်းလူကိုးကွယ်လက်တိုးတယ်ဆိုတော့ကိုးကွယ်တာတို့ဆိုတာဒါကငမိုက်သားတွေကိုးကွယ်တာတကယ်သောတာပန်ဖြစ်သွားပြီဆိုတော့အဲ့ဒါမျိုးမလုပ်တော့ဘူးသောတာပန်ဆိုတာအဝိဇ္ဇပတ္တာလို့ခေါ်တယ်ဉာဏ်နဲ့သိသွားတာသူကဘုရားဆိုတာတကယ်ကိုးကွယ်ထိုက်တယ်ဆိုတော့သူ့ဉာဏ်နဲ့သူသိသွားတာလူပြောသူပြောနဲ့ကိုးကွယ်တာမဟုတ်တော့ဘူးအဲ့ကြောင့်သောတာပန်ဖြစ်သွားရင်နေနံနဲ့ကြိုက်အောင်ရွေးချယ်ပြီးကိုးကွယ်တာမလုပ်တော့ဘူးဒီစင်းလူကိုးကွယ်လက်လာပါတိုးတယ်ဆိုတော့ပုံစံမျိုးနဲ့ကိုးကွယ်တာမဟုတ်တော့ဘူးတရားကိုလည်းအဲ့တိုင်းပဲတရားကိုကိုးကွယ်တယ်တရားကိုသိသွားတယ်သူကတရားကိုသိပြီးတရားကိုယုံသွားတာတကယ်ပဲဒီတရားကိုကျင့်ရင်မဖို့နိဗ္ဗာန်ရတယ်တန်ត្រာဝဆင်းကလုပ်တယ်သူသိသွားလို့ကိုးကွယ်တာကိုးကွယ်ရုံနဲ့မကောက်သူကကျင့်တာတကယ်လည်းကျင့်တယ်တရားကိုသိလဲသိတယ်ကျင့်လဲကျင့်တယ်တန်ဃာကိုကိုးကွယ်တဲ့ခါမှာလည်းအဲ့တိုင်းပဲဒီတန်ဃာတော်အရှင်မြတ်တွေဒီတကယ်ကိုပဲနော်အလူခံပုဂ္ဂိုလ်အစ်စ်တွေဖြစ်တယ်နော်တန်ត្រာဝဆင်းကလွတ်မြောက်အောင်ဆုံးမပေးတဲ့တန်ဃာတော်တွေပဲဆိုတာကိုအဲ့လိုယုံကြည်ပြီးကိုးကွယ်တာသူကအဲကြောင့်သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ကိုယ်ကွယ်မှုစနစ်ကအလုံးတန့်ရှင်းတယ်။တာမန်ပုရုဇဉ်တွေကြတော့အရောရောတွေကိုယ်ကွယ်တာ။နော်အဲ့လိုမျိုး